ကဲဒါကတော့စစ်စည်းသားလေးနဲ့ဖြစ်ပါတယ်အသွားကတော့20နဲ့4လက်မအယူကတော့10လက်မနော်ရှင်း ရှင်းတယ် ရှင်းအောင်ဆရာရိုက်ပြ ရေခုတ်လေခုတ်ကျက်သူတိုင်းပိုင်း အသွား20နဲ့4လက်မအယူ10လက်မတန်မိုခုတ်အာမခံကားကြီးလေးအစ်စ်ပါဒါကျွန်တော်တို့ဘက်ကတန်ပေးပြီးလောက်ပေးပါဆိုလဲဒီသေးပါပဲကိုယ်တန်နဲ့ကိုလောက်ရလဲဒီသေးပါပဲတန်တပိတ်တာမှဘယ်တော့မှမရှိပါဘူးဒါကျွန်တော်တို့ပညာကတောင်းတာပါ3သိန်းခွဲပါတစ်ချောင်းတန်တပိတ်တာမှကျွန်တော်တို့ဘက်မှာ2500လား3000လားပဲရှိတယ် ဘလောက်တော့မကဘူး အဲ့လောက်ပဲတွက်လိုက်ပါ ဟောအဲ့လောက်ပဲတဲ့ ခက်မှန်းကြည့်ပြောတာ ခက်မှန်းကြည့်တဲ့ အဲ့တော့မင်းငါတို့ဒါကွာ35ကျပ်တန်40တာပဲရှိကွာတန်အဲ့လားပြောတာ ပညာကဆိုတော့ဘူးလို့ဒီ ပညာကတောင်းတာ ဟဲ့မင်းပြောနေ ငဘူးလို့ဒီငဘူးလို့ဒီ ကဲနောက်ဆုံးကြပါကြောပန်းနေတော့စစ်စီတာအဓိကကျွန်တော်တို့ဓာတ်လေးတွေပဲကျွန်တော်တို့လောက်ရောက်ပါတယ် ဓာတ်လောက်ရောင်းလာဆိုတော့မြတ်တခြားဘာရောင်းနေလဲ မင်းဓာတ်လောက်စီတာ ဒါတော့ကောင်းမကောင်းရောက်မှစစ်ကြည့်လိုက်ပါ နည်းနည်းကောင်းတာပြန်အောင်ပါလိ မင်းနဲ့ရောက်လာတဲ့ မင်းနဲ့ရောက်လာတဲ့အားလုံး လူပေါ့နော် ဓာတ်ဝဲဝဲဝဲ လာလာ နှာခေါင်းနိုင်နေတဲ့လူတယောက်တွေ့တယ်